မပေါ့အဲ့တော့ကျမသားဆိုးသမီးဆိုးဖြစ်ကောင်းဖြစ်သွားတာပေါ့နော်အဲ့တော့တချို့သားသမီးတွေကကြာမအေးပြောရင်နာထောင်လိုက်တယ်ဒီဘက်နာထောင်တယ်ဟိုဘက်နာထွက်သွားတယ်ဒါတက်ရသားသမီးမျိုးပေါ့နော်အဲ့ဒီသားသမီးမျိုးကြတော့ကျမမောင်လေးတို့ပါတာပေါ့နော်ကျမမောင်လေးဆိုအဲ့လိုမျိုးမအေးကပြောရင်ဒီဘက်ကပြောတယ်သူကဟိုဘက်ကထွက်သွားတယ်အမေအိုလည်းပြန်မပြောဘူးနာလည်းမထောင်ဘူးစိတ်လည်းမဝင်စားဘူးဒါတက်ရသားသမီးပေါ့နော်သူကတော့အကုသိုလ်ကင်းတဲ့သားသမီးမျိုးကျမတို့ကကြတော့အကုသိုလ်သားသမီးမျိုးပေါ့ဒါပေမဲ့ကျမတို့ကကြတော့ဘယ်လိုလဲဆိုတဲ့ခါကျတော့အမေမားနေတယ်အမေလူကိုလူလိုကြည့်အဲ့ဒါတွေကမလိုအပ်ဘူးဒါတွေကလိုအပ်တယ်အမေရဲ့ဒါတွေမပြောပါနဲ့တော့အတိတ်တွေကိုကိုရီးယားဟိုအမေထက်သားတလားကြီးဆရာမကြီးဆိုအဓိကကိုကဖြစ်စေချင်တာကိုမိဘကိုက mindset ကောင်းကောင်းနေရစေချင်တယ်လှုပ်ချစေချင်တယ်ဆရာကြီးလှုပ်တာတော့မဟုတ်ဘူးကိုမိဘကိုပြောရမယ်ဆိုရင်ပေါ့နော်ရှင်ဟွာပေါ့နေတာလေအတိညာပို့ပြီးတော့ကြီးတဲ့သားသမီးရှိတယ်အတိညာပို့ပြီးတော့မြင့်တဲ့သားသမီးရှိတယ်အဲ့ဒါတွေကိုမိဘတွေလက်ခံပေးဖို့လိုပါတယ်ကျမဘဝမှာကျမဖောက်ထွက်ပြီးတော့ဒီလိုဝင်ငွေတွေပတ်စံနေမြောက်များစွာရှာနိုင်ပြီးတော့နိုင်ငံတကာမှာခေါင်းမော့ရင်ကော့ပြီးတော့မိန်းမတယောက်အနေနဲ့လုပ်ငန်းရှင်မိန်းမတယောက်အနေနဲ့ကျမဦးမော့ထားတဲ့မိန်းမတင်တန်းပေါင်းများစွာဒီနေ့ဆိုလဲကျမမနေ့10နာရီရက်နေ့အခုတနာရီထိုးပြီးတင်တန်းခန်းမှာတွတ်တက်ရတာအခုမှအင်ကြီးမလဲရသေးအဲ့တော့ကျမသည်အများကြီးတင်ယူထားတယ်လိလာထားတယ်ဘဝမှာအများကြီးကြော်ဖြတ်ခဲ့တယ်မားနေတဲ့အတွေးတွေကိုလည်းပြင်ခဲ့တယ်ဆရာကောင်းသမားကောင်းတွေကိုလည်းချစ်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်ကျမရဲ့အတွေးလေးတွေကိုလက်ခံပေးပါကျမသားသမီးမှလည်းကျမတက်ကောင်းတဲ့ generation ဖြစ်တဲ့အတွက်ကြောင့်သူတို့မှလည်းကောင်းတဲ့အတွေးတွေရှိတယ်ကျမတော့မလိုက်နိုင်တဲ့အတွေးခေါ်တွေရှိတယ်လက်ခံပေးရမယ်လက်ခံပေးမယ်ဒီနေ့သင်တန်းပွဲမှာတော်တော်များများဖွင့်ထုတ်တာဒီမိဘနဲ့သားသမီးတွေရဲ့ပြဿနာပေါ့နော်မြန်မာပြည်မှာကမိဘနဲ့သားသမီးရဲ့ပြဿနာတော်တော်ယူကြီးမားနေပါတယ်เนาะအဲ့ဒီအတွက်ကြောင့်ကျမအမုန်းလို့လည်းရတယ်အမြင်ကတ်လို့လည်းရတယ်မိဘကိုဖျားနဲ့တကိုင်းနဲ့ထားပြီးတော့ကိုးခွေပါတယ်ဒါပင်ပဲမိဘစကားအရာအားလုံးနားထောင်ရမယ်လို့ဖျားကမဟောခဲ့ပါဘူးဖျားဟောခဲ့တာကမိဘကိုအကောင်းဆုံးလမ်းပြနိုင်ရမယ်မြတ်စွာဘုရားတော်နော်မိဘကဖျားမဖြစ်စေခြင်းဘူးလေရှင်ဘုရင်ပဲဖြစ်စေခြင်းတာလေနော်မြတ်စွာဘုရားတော်နားမထောင်ဖျားဖြစ်အောင်ကြင်ကြံခဲ့တယ်သူသွားတဲ့လမ်းကြောင်းမှန်တဲ့အတွက်မိဘကိုလည်းသူ